ကိုဇာဆန်းနဲ့ကိုဝေမိုးနိုင် VOA နဲ့ဆက်သွယ်ဆွေးနွေးခွင့်မေးမြန်းခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်ကိုဇာဆန်းအဖြေနဲ့ကျွန်တော်စလိုက်ပါမယ်ဟလာအခုဆန္ဒပြပွဲတွေတောက်လျှောက်မှာဖြိုခွဲတာတွေကလည်းပဲတော်တော်ပြင်းပြင်းထန်ထန်ရဲရဲဆက်ဆက်ကိုဖြိုခွဲနေတာပါဒါကိုယ်တိုင်ကြုံတွေ့နေတဲ့လူတွေကပိုသိပါတယ်ကျွန်တော်ကတော့ပြောစရာမလိုပါဘူးဆိုတော့ဒီလောက်ထိရဲရဲဆက်ဆက်အကြမ်းဖက်ပစ်ခတ်ဖြိုခွဲဖမ်းဆီးလုပ်နေတဲ့ဂျားတွေကခဏတို့တွေဘယ်လိုတတ်တိမျိုးနဲ့ဒီဆန္ဒပြပွဲတွေကိုဆက်လုပ်နေတာလဲဗျာမကြောက်ကြဘူးလားကိုဒေစာဆန်းအဲ့တော့ကိုရာဟိုပေါ့တတ်တိဆိုတာလည်းကျွန်တော်ကတော့ဒီနေရာမှာဗာပြောချင်တယ်ကျွန်တော်ကဟိုယုံကြည်ချက်ခံယူချက်လို့ပဲကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ကဘာကိုယုံကြည်လို့ဒီအရေးတော်ပုံကိုဆင်နွှဲနေတယ်ဆိုတော့ကျွန်တော်တို့ကဒီအာနာသိမ့်မှုဆိုတဲ့အာတမလောက်ရက်ကိုကျွန်တော်တို့ဘလို့မှလက်ခံလို့မရဘူးကျွန်တော်တို့ကဒါကိုလက်ခံလိုက်မယ်ဒါဒီအာနာသိမ့်တာကိုကျွန်တော်တို့ကခေါင်းငုတ်ဟလာဒူးထောက်အရှုံးပေးလိုက်မယ်ကျွန်တော်တို့ဒီတိုင်းတိတ်တိတ်ဆိတ်ဆိတ်တွေ့တွေ့ဝေဝေနေလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ပြစ္ဆုတ်ပံနဲ့အနာဂတ်အတွက်အထူးသဖြင့်ကျွန်တော်တို့လူငယ်တွေနောက်ကျွန်တော်တို့နောက်လာမယ့်မျိုးဆက်တွေရဲ့ဒီအနာဂတ်တစ်ခုလုံးကိုနော်ဒုက္ခပင်လယ်ဝေစင်မဲ့လောက်ရက်ကြီးကိုကျွန်တော်တို့ကခေါင်းငုတ်အရှုံးပေးလိုက်တယ်လို့ဖြစ်သွားမှာကျွန်တော်တို့လုံးဝလက်ခံလို့မရဘူးဒါကြောင့်ကျွန်တော်တို့ဒီယုံကြည်ချက်ဒီယက်တီချက်ကြောင့်ကျွန်တော်တို့ကဒီအာတမလောက်ရက်ဖြစ်တဲ့အာနာသိမ့်မှုကိုကျွန်တော်တို့ကအစွမ်းကုန်တွန်းလှန်စန့်ကျင်တော်လန်းနေရခြင်းပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုဝေမိုးနိုင်ရောမစိုးရိမ်ဘူးလားကြောက်စိတ်မဝင်ဘူးလားဟုတ်ကဲ့ဟိုပုံမှန်လေးပြောရရင်တော့ကျွန်တော်တို့2014လောက်ကစပြီးကျွန်တော်လည်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာစဆောင်ရတဲ့အချိန်မှာဒီလိုထောင်တန်းကြတာမျိုးကျွန်တော်အနေနဲ့အတွေ့အကြုံတစ်ချိန်မှမရှိသေးပါဘူးဆိုတော့ထောင်ထဲမှာဘယ်လိုတွေနှိမ့်မနှိပ်ဆက်ခံရတဲ့စစ်ကြောရေးမှာနိုင်ငံရေးလှုပ်ရှားမှုတွေကိုစစ်အုပ်စုကဘယ်လိုမျိုးရရက်ဆက်ဆက်ဖိနှိပ်လေးရှိရဲဆိုတာကိုကျွန်တော်တို့စာတွေ့ရပဲကျွန်တော်တို့သိရပါတယ်1988နဲ့ဂျားကာလာတွေတောက်လျှောက်မှာကျွန်တော်တို့ရဲ့ရှေ့ကမျိုးဆက်တွေဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုတော့စာတွေ့သိရတဲ့အချိန်မှာပုံမှန်လင်းပြောရရင်ကျွန်တော်လူငယ်တယောက်အနေနဲ့ကြောက်ပါတယ်ကျွန်တော်အနေနဲ့ဆိုရင်လူငယ်ပိုင်းဖြစ်တယ်ကျွန်တော်ရှေ့ဆက်သွားခြင်းနဲ့ကျွန်တော်ရဲ့အိမ်မက်တွေရှိတယ်ပန်းနိုင်တွေရှိတယ်ကျွန်တော်သွားခြင်းတဲ့လမ်းကြောင်းတွေရှိနေတဲ့အချိန်မှာဒီလိုဘဝကြီးနဲ့ကျွန်တော်ဆုံးသက်တာမှအတန်ကြောက်ပါတယ်သို့တော့ကျွန်တော်ကိုယ်တိုင်ကဒီကိုယ့်ရဲ့စေတော်သက်ဘဝကိုအမှောင်ခေတ်မှာဖြတ်တန်းခဲ့ရတယ်စေအုပ်ချုပ်ရေးကာလမှာဖြတ်တန်းခဲ့ရတာဖြစ်တဲ့အဲ့ဒီကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ကာလမှာကျွန်တော်တို့လူငယ်တွေကျွန်တော်တို့မျိုးဆက်တွေဟာဘယ်လိုမျိုးအမှောင်ခေတ်ကြီးထဲမှာနေခဲ့ရလဲဆိုတာကျွန်တော်တို့ကိုယ်တိုင်ဖြတ်တန်းခဲ့ပြီးသားဖြစ်တယ်အဲ့ဒီအတွက်အဲ့ဒီကာလတစ်ခုကိုကျွန်တော်တို့ပြန်မရောက်ချင်ဘူးဒါပထမတစ်ချက်နောက်တစ်ချက်ကတော့စောစောကကိုဒေစာပြောတဲ့အတိုင်းပဲကျွန်တော်တို့ခေတ်မှာဒီလိုမျိုးဓမ္မနဲ့အဓမ္မတိုက်ပွဲကြီးကတိုင်းပြည်အနာဂတ်နဲ့ရင်းပြီးတော့ကြုံနေရတဲ့အချိန်မှာကျွန်တော်တို့မလုပ်ရင်ဘယ်သူတွေလုပ်ရမှာလဲပေါ့ဆိုတော့အဲ့ဒီမိကုန်းဝင်လာတိုင်းကျွန်တော်တို့စိတ်ထဲမှာမတိမတာဖြစ်စေတိတိတတာဖြစ်စေဝင်နေတဲ့ကြောက်စိတ်တွေကိုအလိုလိုတွန်းဖယ်ပြီးသားဖြစ်သွားတယ်ကျွန်တော်တို့ယုံကြည်ချက်တစ်ခုနဲ့လူဦးတော်လိုင်းအောင်ရမယ်ဆိုတဲ့စိတ်နဲ့ပဲရှေ့ဆက်ပါတယ်ခင်ဗျဟုတ်ကဲ့ဗျာဆိုတော့အခုဆိုရင်ကိုဒေစာဆန်းဆိုရင်ဒါမန္တလေးဘက်မှာဟလာကိုဝေမိုးနိုင်ဆိုရင်မုံရွာမှာတင်မကတော့ကိုဒေတာမှာလည်းမကတော့များတို့နှစ်ယောက်စလုံးကနိုင်ငံတော်ဝန်ကလူတွေကတည်တဲ့လူတွေဖြစ်နေပြီပြောရရင်တော့ထင်ရှားလာပြီပေါ့နော်ဆိုတော့အဲ့ဒီလိုထင်ရှားလာတာနဲ့အမျှကိုယ်တိုင်အတိမ်အဆောင်ဖြစ်မဲ့အန်ဒရယ်ကလည်းပူကြီးလာတယ်လို့ကျွန်တော်ကိုယ်တိုင်အဲ့လိုမြင်မိပါတယ်အဲ့ဒီအတွက်ကောကိုဒေစာဆန်းစိုးရင်စိတ်ရှိပါသလားကိုရောပြင်ဆင်ထားပါသလားအဲ့တော့ပြောရရင်ကျွန်တော်တို့ဒီအာနာရှင်စနစ်ကိုဒီစစ်အာနာရှင်ကိုကျွန်တော်တို့စန့်ကျင်ပြီးတော်လှန်ပြီးဆိုကြတဲ့ကကျွန်တော်တို့မှာအားလုံးပါနော်ဒီအရေးတော်ပုံမပါဝင်ဆင်နွှဲနေတဲ့လူတဦးချင်းတယောက်ချင်းနိုင်ငံသားတဦးချင်းတယောက်ချင်းမှာကျွန်တော်တို့ဒီဖြစ်နိုင်ခြေရှိတဲ့အန်ဒရယ်တွေအတိမ်ဆောင်တွေကများစွာရှိပါတယ်ကျွန်တော်တို့ရေမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီအာနာသိမ့်မှုလောက်ရက်ကိုအာနာရှင်စနစ်ကိုစပြီးတော့နော်တွန်းလှန်တော့မယ်ဆိုတဲ့ဒီဖေဖော်ဝါရီ1ရက်နေ့စစဉ်းစားကြရကျွန်တော်ကိုယ်တိုင်လည်းအေးအေးဆေးဆေးစဉ်းစားပါတယ်နောက်ကျွန်တော်ရဲ့မိသားစုနဲ့လည်းကျွန်တော်တိုင်ပင်ပါတယ်အဲ့တော့ပြောရရင်ကျွန်တော်တဦးချင်းတယောက်ချင်းအတွက်ကတော့ကျွန်တော်ကဒီအာနာရှင်စနစ်ကိုအမြင့်ဖြတ်ချေမှုန်းဖို့ရအတွက်ကျွန်တော်အသက်နဲ့ခန္ဓာထိကျွန်တော်အသက်ထိကျွန်တော်ပေးဆက်ဖို့ပါဝင်ဖို့ကျွန်တော်ကဆုံးဖြတ်ထားပြီးသားပါဒီအတွက်လည်းကျွန်တော်ကဒီကျွန်တော်ရဲ့မိသားစုနဲ့လည်းကျွန်တော်တိုင်ပင်ထားပြီးသားပါအဲ့တော့ပြောရရင်ကျွန်တော်တို့ကဒီအာနာရှင်စနစ်ကိုတွန်းလှန်ဖို့အခုချိန်မှာကျွန်တော်တို့ကြောက်ရွံ့နေမယ်ဆိုရင်ကျွန်တော်တို့သိကြရတယ်ကျွန်တော်တို့ကဒီအကြောက်ခစ်ထဲမှာကျွန်တော်တို့1988လို့ဟလာ
1962ခုနှစ်လို့အကြောက်ခစ်ထဲမှာနောက်ထပ်မျိုးဆက်တစ်ဆက်နှစ်ဆက်ကျွန်တော်တို့မသိမချင်းကျွန်တော်တို့တည်တဲ့အထိသွားရတော့မယ်ကျွန်တော်ကဒီအချိန်မှာကျွန်တော်တို့တစ်ခုခုကိုတွေးဝေးနေမှာတုံဆိုင်နေမှာကျွန်တော်နောက်ထပ် level ကျွန်တော်တို့ဒီလိုမျိုးအမှောင်ကစ်ထဲမှာပဲကျွန်တော်တို့ကနေရတော့မယ်အဲ့တော့ကျွန်တော်အတွက်ကတော့ကျွန်တော်တူးချင်းတယောက်ချင်းအတွက်ကျွန်တော်အသက်နဲ့ခန္ဓာတီကာနေသေးဒီအာနာရှင်စနစ်ကိုစစ်အာနာရှင်စနစ်ကိုတွန်းလှန်တိုက်ဖြတ်ဖို့ရတဲ့ကျွန်တော်ကစဉ်းစားထားပြီးသားပိုင်းဖြတ်ပြီးသားဖြစ်ပါတယ်ကျွန်တော်ဒီ55တန်းသောပြည်သူတွေရဲ့ပြစ္ဆုတ်ပန်တဲ့အနာဂတ်အတွက်ကျွန်တော်တို့လိုချင်တဲ့ဘုံရီမှန်းချက်ပန်းတိုင်အတွက်ကျွန်တော်တို့မသွေးမသွေးဆက်လက်ပြီးတော့ခြိတက်နေမှာဖြစ်ပါတယ်ခင်ဗျကိုဝေမိုးနိုင်ရောကိုတိုင်းတိန်းဆောင်ဖြစ်မှာစိုးရင်စိရှိသလားအဲ့ဒီအတွက်ရောကိုပြင်ဆင်ထားပါသလားဟုတ်ကဲ့ဟိုအမှန်တိုင်းပြောရင်တော့စောစောကပြောခဲ့တယ်လို့ပဲကျွန်တော်လူငယ်ဘဝမှာပဲရှိနေသေးတယ်ဒီလိုချင်းနေစိုးတစ်ခုနဲ့ကြုံရပြီးတော့ဘဝဆုံးသွားမယ့်အနေအထားမျိုးကျွန်တော်အနေနဲ့စိုးရိမ်တယ်သို့တော့စောစောကပြောခဲ့တယ်လို့ပဲကျွန်တော်တို့အဲ့ဒီအရာထက်ပိုကြောက်ရမယ့်အခြေအနေတစ်ခုကိုကျွန်တော်တို့ကရင်ဆိုင်နေရတာဖြစ်တယ်ဟိုစစ်အာဏာရှင်အုပ်စိုးမှုအောက်မှာကျွန်တော်တို့တက်တည်ဘဝတွေဟာဘယ်လောက်ထိအနိုင်ကျင့်ခံရတယ်ထိပါနှောက်ယှက်စော်ကားခံရတယ်ဆိုတာကျွန်တော်တို့တမိုင်းမှာတက်တည်ထင်ရှားဖြစ်ခဲ့ပြီးဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ဘယ်လောက်ပဲဒီလမ်းကိုရှောက်မယ်ဆိုကြတဲ့ကကျွန်တော်တို့ဘယ်လိုခက်ခဲတွေကြုံရမယ်ဆိုတာကျွန်တော်တို့ရှေ့မှာလည်းတမိုင်းသင်ခန်းစာတွေရှိပြီးသားဖြစ်တဲ့ကောင်းကောင်းသဘောပေါက်ခဲ့ပြီးဖြစ်တယ်ဆိုတော့ဒီလမ်းကိုစလျှောက်ခဲ့တဲ့ကဟိုကျွန်တော်တို့ဟိုအခုလိုမျိုးနာမည်ကြီးဖို့ရည်ရွယ်ခဲ့တာမဟုတ်တော့လေပဲကျွန်တော်တို့အခြေအနေတစ်ခုရကျွန်တော်တို့လူသိများလာတဲ့အနေထားမှာကျွန်တော်တို့ရဲ့အသက်အန္တရာယ်တွေနဲ့ပတ်သက်ပြီးတော့လူတော်တော်များများကလည်းစိုးရင်လာကြတယ်ဟိုတိုင်းဝိုင်းတွေကလည်းပြောကြဆိုကြတယ်ရှိသို့တော့ကျွန်တော်မြင်တာကတော့အခုမြန်မာပြည်မှာဒီနေ့အချိန်ထိပဲကျွန်တော်လူ600ကျော်အသက်တွေပေးခဲ့ရပြီဖြစ်ပါတယ်ဆိုတဲ့အတွက်ကျွန်တော်နားလေတာကတော့ဒီຫນွေဦးတော်လှန်ရေးမှာကျွန်တော်တို့ရင်းနှီးရတာတွေပေးဆက်ရတာရှိပါလိမ့်မယ်ဒီအတွက်လည်းကြီးစံနေမှာနာမည်တွေမှတ်ပုံတင်နေမေးပြီးတော့လာတာမဟုတ်တဲ့အတွက်ကျွန်တော်တို့အချိန်ခါဆိုတာလေတစ်ချိန်မဟုတ်တစ်ချိန်ရောက်ကောင်းရောက်လာပါတယ်ဆိုတဲ့အတွက်စထွက်ခရီးကတော့ဒီလမ်းကြောင်းအားလုံးကိုကျွန်တော်တို့ကြိုတွေးပြီးတော့ပြင်ဆင်ထားပြီးဖြစ်တယ်ကျွန်တော်တို့လှုပ်ရှားရှိတာကိုအသက်နဲ့ခန္ဓာတည်မြဲသွေးပေါ့နော်ကိုဒီသာပြောသလိုပဲလှုပ်ရှားရှိတဲ့လမ်းကြောင်းကိုပဲကျွန်တော်တို့ဆက်လျှောက်သွားခြင်းနဲ့အဲ့ဒါကပဲကျွန်တော်တို့ရဲ့တမိုင်းမှတ်ကြောက်ဖြစ်လိမ့်မယ်လို့ယူဆပါတယ်ခင်ဗျဟုတ်ကဲ့ဗျာအခုဆိုရင်ဒါကြံပွဲတော်ကာလရောက်ပြီပေါ့နော်ကြံပွဲတော်ကပြီးခဲ့တဲ့နှစ်ကလည်းပဲကိုဗစ်ကြောင့်ကြံပွဲတော်စီစီကမရှိခဲ့ဘူးဒီမတိုင်ခင်နှစ်တွေကတော့ဒါကြံပွဲတော်ဆိုတာမန်လေးကြံဆိုတာလည်းအင်မတန်တနိုင်ငံလုံးကလူတွေတိတ်ပြီးတော့ပါဝင်ခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့ပွဲတော်ကြီးဆိုတော့ဒီနှစ်မှာကတော့ကျွန်တော်တွေ့နေရတာအခုဟာလာပျော်ပွဲရှင်ပွဲတွေမလုပ်ဘူးကြံပွဲတော်မှာကြံပွဲတော်ကာလအတွင်းမှာပုံစံတစ်မျိုးနဲ့တပိတ်မောက်တာတွေဆန္ဒပြတာတွေဆက်လုပ်သွားမယ်ဆိုပြီးကျွန်တော်ပြောတော့ဆိုတာတွေ့ရပါတယ်ဆိုတော့ကိုရီးယားဆန်းကြံပွဲတော်အတွင်းမှာလူဆောင်မတွေနဲ့ပတ်သက်လို့ဗာများပြောလို့ရပါမလဲခင်ဗျာပြောလို့ရသလောက်ဟုတ်ကဲ့အဲ့တော့ဟုတ်ပါတယ်ကျွန်တော်တို့ကြံအခါတော်ဆိုတာကတော့ကျွန်တော်တို့ပုံမှန်အားဖြင့်ပုံမှန်အချိန်တွေမှာဆိုတော့ကျွန်တော်တို့တိုင်းပြည်ရဲ့နော်ပြည်သူပြည်သားတွေအတွက်အင်မတန်ကျွန်တော်တို့ဒါထူးမြတ်တဲ့အချိန်ခါပေါ့အနားယူတဲ့အချိန်ကျွန်တော်တို့နော်ဒီအပန်းဖြေတဲ့အချိန်ပေါ့သို့တော့ကျွန်တော်တို့ဒီနှစ်ကြံကတော့ဒါအားလုံးလည်းတည်ပြီးသားပါကျွန်တော်တို့ဒါဒီဘလို့မှကျွန်တော်တို့ပျော်ပါနေရမယ်အပျော်ကြံမဟုတ်ဘူးဆိုတာကျွန်တော်တို့အားလုံးနားလည်ထားပြီးသားပါနော်လူတဦးချင်းတယောက်ချင်းရောနားလည်ထားပြီးသားပါကျွန်တော်တို့ဒီຫນွေဦးတော်လှန်ရေးမှာကျွန်တော်တို့ပေးဆက်ခဲ့ရတဲ့ကြာဆုံးခဲ့ရတဲ့လူပေါင်း900ကျော်ရှိပြီအကျဉ်းကျနေတဲ့ကျွန်တော်ထောင်ကျနေတဲ့ပုဂ္ဂိုလ်ပေါင်း3000ကျော်သွားပြီနော်ကျွန်တော်တို့တခြားထိခိုက်နစ်နာရတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်အဲ့တော့ကျွန်တော်ဒီလူတွေရဲ့အသက်တွေသွေးတွေချွေးတွေကျွန်တော်တို့မပြည့်ပြတ်သေးတဲ့အရေးတော်ပုံကြီးကိုကျွန်တော်တို့နော်စိတ်မှာရှိသောအပြင်ကျွန်တော်တို့ဒီကြံဒီကျွန်တော်တို့အပျော်ကြံပျော်စရာကြံလုံးဝမဟုတ်ပါဘူးကျွန်တော်တို့အတွက်ကတော့ဒီကြံဒီတော်လန်ကြံဒါဖြစ်တယ်အဲ့ကျွန်တော်တို့ဘာလို့တော်လန်ရမလဲကျွန်တော်တို့ဒီစစ်အာဏာရှင်ကိုဒီအာဏာသိမ်းမှုကိုဒီကျွန်တော်တို့အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကိုကျွန်တော်တို့ဆက်လက်တော်လှန်နေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကြံအခါတော်တွင်းမှာလည်းပဲကျွန်တော်တို့အခုရက်80ကျော်ကျွန်တော်တို့ပြသပြီးသားကျွန်တော်တို့ရဲ့အရေးတော်ပုံအတိုင်းပဲကျွန်တော်တို့ဆက်လက်ပြီးတော့အာဏာရှင်ကိုတော်လှန်နေရမယ်ခုခံနေရမယ်တော်လှန်သောကြံဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကတော့ဒီကြံကာလအတွင်းမှာလည်းပဲကျွန်တော်တို့ကြံတပိတ်တွေကိုကျွန်တော်တို့ပုံစံမျိုးစုံနဲ့ကြံနဲ့စီဒီယိုလိုက်ဖက်တဲ့ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့အရေးတော်ပုံကိုဆက်လက်ဆင်နွှဲနေကြမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုဝေမူနိုင်တို့ရောမုံရွာဘက်မှာရောဘယ်လိုများပြင်ဆင်ထားပါသလဲဟုတ်ကဲ့ဟိုကိုတီသာဆန်းပြောသွားသလိုပါပဲကျွန်တော်တို့ဒီမြန်မာတနိုင်ငံလုံးကဒီမြို့ကြီးတော်တော်များများကတပိတ်ကော်မတီတွေဆွေးနွေးညှိနှိုင်းပြီးတော့ကျွန်တော်တို့ဒီကြံကိုတော်လန်ကြံဆိုတဲ့ပုံစံမျိုးနဲ့တရက်ချင်းစီလိုက်လှုပ်ရှားမှုပုံစံမျိုးကျွန်တော်ဆောင်ရွက်ပါလို့ရှိရဲ
ရေဘူးရအဖြစ်တော့ကျွန်တော်တို့ကဒီကာလမှာကျွန်တော်တို့ကြံဆိုတာကအများသောအားဖြင့်တော့ကျွန်တော်ပြောကြပါကြတယ်နှစ်တစ်ကိုကြိုးကြတယ်မင်္ဂလာယူကြတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကာလမှာကျွန်တော်တို့အနေနဲ့တော်လန်ရေးသဘောဆောင်တဲ့အသွင်ဆောင်တဲ့လှုပ်ရှားမှုတွေတော်လန်တန်ချက်တွေတော်လန်ရေးသချင်းတွေဆိုကြမယ်လမ်းပေါ်လှုပ်ရှားမှုကိုလည်းဆက်ပြီးတော့တက်နိုင်တဲ့အချိန်ဆက်ထိန်ပြီးတဲ့အခါကျတော့ကြံကိုဆင်နွှဲမယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့နှစ်တစ်ကိုကြိုးဆိုခြင်းနဲ့ကျွန်တော်တို့ຫນွေဦးတော်လန်ရေးကရေရှည်သွားရမှာဖြစ်တဲ့အတွက်နှစ်ဟောင်းနဲ့နှစ်တစ်အကူပြောင်းကာလမှာလည်းတော်လန်ရေးအချိန်ဟုတ်မပြတ်စေဘဲနဲ့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ခြေတက်ခြင်းနဲ့နှစ်တစ်မှာနှစ်စန်းတရက်နေ့လိုမျိုးနှစ်တစ်ကာလမှာလည်းကျွန်တော်တို့တော်လန်ရေးရှေ့ဆက်ခြေတက်ရမယ့်လမ်းခရီးကိုအရေးတော်ပုံအောင်မြင်ပေါက်မြောက်တဲ့အထိကျွန်တော်တို့ဆောင်ရွက်နိုင်ဖို့အတွက်ဆုတောင်းမေတ္တာပို့သကြမယ်အစရှိစဉ်ပုံစံမျိုးမျိုးနဲ့တော့ကျွန်တော်တို့ဆောင်ရွက်နိုင်ဖို့အတွက်တော့ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပါတယ်ခင်ဗျာဟုတ်ကဲ့ဆိုတော့ဒီဆန္ဒပြပွဲတွေကိုစစ်ကောင်စီဘက်ကနေပြီးတော့ပြောဆိုတုံ့ပြန်တာတွေရှိပါတယ်အထူးသဖြင့်တော့စစ်ကောင်စီဘက်ကဟာလာသူတို့ပိုင်မီဒီယာတွေကနေပြီးတော့ပြောနေတာသူတို့တပ်တွင်းတွေမှာပြောဆိုနေတာဆိုရင်ဒါကဟလာ NLD ပါတီအတွက်ဆန္ဒပြနေတာ NLD ပါတီကိုဖြုတ်ချပြီးတော့ဟလာအာဏာရယူလိုက်တဲ့ပုံမှာ NLD ပါတီဘက်ကနေပြီးတော့မခံမြင်နိုင်ဖြစ်လို့ဟလာဆန္ဒပြနေကြတာဆိုတာမျိုးပြောတာတွေရှိပါတယ်ကိုလီစာဆန်ဟုတ်တယ်လား NLD ပါတီအတွက်ဆန္ဒပြနေတာလားအဲ့ကိစ္စပဲကျွန်တော်တို့အများအားပြောနေကြတာပုံဝင်နေပြောရရင်ကျွန်တော်သိလောက်အခုကျွန်တော်တို့ဒီຫນွေဦးတော်လန်ရေးမှာတပိတ်တွေပေါ့နော်ဆန္ဒပြမှုတွေ CDN တွေမှာဦးစီးဦးရွက်လုပ်နေတဲ့သူတော်တော်များများပေါ့နော်ပြောရရင်ပြီးခဲ့တဲ့9နှစ် NLD ပါတီအစိုးရဖြစ်တော့ကအဲ့ဒီ NLD ပါတီအစိုးရကိုတော်တော်ထောက်ပြဝေဖန်ခဲ့တဲ့လူတွေကြီးပဲအခုဥဆောင်ဆန္ဒပြနေတဲ့ထဲအာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြနေတဲ့ထဲမှာပြီးခဲ့တဲ့9နှစ်တုန်းကအဲ့ဒီ NLD ပါတီအစိုးရခေတ်တုန်းကလည်းဆန္ဒပြခဲ့တဲ့လူတွေအများကြီးပါတယ်အဲ့ဒီအစိုးရကိုကျွန်တော်တို့ကိုယ်တိုင်အပါဝင်ပေါ့ပြီးခဲ့တဲ့9နှစ်လုံးလုံးနဲ့ဒီ NLD ပါတီဒီ NLD လွှတ်တော်ကိုတက်နိုင်တဲ့မြတ်ထောက်ပြဝေဖန်ကန့်ကွက်ခဲ့တဲ့လူတွေအများစုပဲကျွန်တော်ထင်တယ်ကျွန်တော်လည်းအဲ့တိုင်းပဲကိုဝေမှုနဲ့လည်းထူနေတကောင်းပဲတူပါလိမ့်မယ်ကျန်တဲ့လူတွေလည်းအများကြီးပဲအဲ့တော့ပြောချင်တာကကျွန်တော်တို့အခုဒီ2021ຫນွေဦးတော်လန်ရေးရဲ့အတိတ်ပဲနဲ့အနှစ်သာရခုနအကူပြောတဲ့ဟာပေါ့ပုံမှန်လည်းပြောရရင်ကျွန်တော်တို့အခုလုပ်နေတာကလူတဦးတယောက်လွတ်မြောက်ရေးမဟုတ်ဘူးပါတီတစုတစ်ဖွဲ့အာဏာပြန်ရရေးလည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့အခုຫນွေဦးတော်လန်ရေးအတိတ်ပဲကအဲ့ထက်အများကြီးပိုတယ်ဗျာကျွန်တော်တို့ရဲ့အတိတ်ပဲကဓမ္မနဲ့အဓမ္မဂျာတိုက်ပွဲပဲဒီအာဏာသိမ်းနေဆိုတာလက်နက်အားကိုလူအင်အားအားကိုပြီးတော့လူတို့ရဲ့ဒီအသေးစားမဲတပြားနဲ့ရွေးချယ်မဲပေးထားတဲ့ရွေးကောက်ပွဲရလဒ်ကိုဒါရက်ွယ်ပြုတ်နိုင်ကျင်းနေတာဖြစ်တယ်ဒါကိုကျွန်တော်တို့ကလက်မခံဘူးဒါကိုကျွန်တော်တို့ကစန့်ကျင်ခြင်းဖြစ်တယ်နောက်တနည်းကျွန်တော်တို့ဒီအာဏာသိမ်းတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံမှာလက်နက်ရှိတဲ့လူကလက်နက်ရှိရင်ရှိတဲ့လူအင်အားရှိတဲ့လူကရှိရင်ရှိတဲ့လူအဲ့လိုအာဏာသိမ်းလို့ရတယ်အနိုင်ကျင့်လို့ရတယ်ဆိုတော့အစင်အလားအမဲကွက်ကြီးဖြစ်သွားမှာဆက်ပြီးတော့ဖြစ်သွားမှာကျွန်တော်တို့လုံးဝမလိုလားဘူးဗျဒါကိုကျွန်တော်တို့ကစန့်ကျင်နေခြင်းဖြစ်တယ်ဒါကိုကျွန်တော်တို့ကတော်လှန်နေခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကရှင်းတယ်ကျွန်တော်တို့ရဲ့အခုချိန်မှာကျွန်တော်တို့ရဲ့ပန်းနိုင်ကဘာလဲရိုးရိုးလေးပဲရှင်းလေးပဲကျွန်တော်တို့သွားချင်တာကစစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးပဲဒီအတွက်ကျွန်တော်တို့ကဒီအရေးတော်ပုံဆင်နွှဲနေကြခြင်းဖြစ်တယ်ဒါကြောင့်ပြောရရင်ဒီအရေးတော်ပုံကြီးဒီလူတစုတစ်ဖွဲ့ကောင်းစားရေးလည်းမဟုတ်ပါဘူးလူတဦးတယောက်လွတ်မြောက်ရေးလည်းမဟုတ်ပါဘူးဒါကိုကျွန်တော်ဒီနေရာကနေလေးလေးနက်နက်เนาะကျွန်တော်ချပြဆွေးနွေးခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ကိုမှုနိုင်ရောဒီပေါ်မှာဘာဖြည့်ဆွတ်ပြီးပြောချင်တာရှိမလဲဟုတ်ကဲ့ကိုရီးသာပြောသလိုပဲပေါ့နော်အခုတကယ်တမ်းကျွန်တော်တို့လှုပ်ရှားနေတာတွေကိုကြည့်မယ်ဆိုရင်NLD ပါတီကလူတွေကြီးပဲမဟုတ်ဘူးဗျပုံပွင့်လင်းလင်းပြောရရင်ညီဘောကတပိတ်တိုက်ပွဲကိုဥဆောင်နေတဲ့သူတော်တော်များများမြို့ကြီးတော်တော်များများကိုလိုက်ကြည့်လိုက်ပါတီကလူတော်တော်နေတယ်CSO အတိုင်းဝိုင်းကရှိမယ်ကျွန်တော်တက်ကြွလှုပ်ရှားတဲ့သူတွေရှိတယ်ចောင်းသားသမက်ကတွေရှိပြီးခဲ့တဲ့9နှစ်အတွင်းမှာကျွန်တော်တို့ចောင်းသားသမက်ကတွေဆိုရင်အဓိကပေါ့နော်ပါ NLD ကိုNLD နဲ့ဒေါအောင်ဆန်းစုကြည်ကိုသူတို့ပြင်းပြင်းထန်ထန်ဝေဖန်တာတွေလုပ်တဲ့အတွက်ဆိုရင်လူထုနဲ့တော့မှအမြင်ဆောင်းကြတာမျိုးရှိဒါပေမဲ့တကယ်ဖြစ်လာတဲ့အချိန်မှာຫນွေဦးတော်လိုင်းဖြစ်လာတဲ့အချိန်မှာပြီးခဲ့တဲ့9နှစ်အတွင်းပါတီကိုနဲ့အစိုးရကိုဝေဖန်ထောက်ပြခဲ့တဲ့လူတွေကိုယ်တိုင်ကရှေ့တန်းကနေထွက်လာကြတာတွေ့ရတယ်ဆိုတော့အဲ့ဒီဟာကကျွန်တော်တို့ဗမာလူများစုတွေမဟုတ်ဘဲနဲ့ကျွန်တော်ပြန်ကြည့်ရင်ဥမာကျွန်တော်မြစ်ကြီးနားမှာဆိုရင်ကြည့်လိုက်ရင်ကျွန်တော်တို့မြေပြင်လှုပ်ရှားမှုကိုဥဆောင်နေတဲ့သူတွေကျွန်တော်နဲ့ပုံကိုရေးရရင်းနှီးတဲ့သူအများကြီးပါတယ်အဲ့ဒီလူတွေကြည့်လိုက်ရင်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာလည်းသူတို့ဒီ NLD မဟုတ်တော့တခြားပါတီကိုထောက်ခံအားပေးခဲ့ကြတဲ့သူဖြစ်တယ်ဆိုတော့ဒီဒါကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ကဒီຫນွေဦးတော်လှန်ရေးဒီ NLD ပါတီအတွက်ဒေါအောင်ဆန်းစုကြည်တူတဲ့လွတ်မြောက်ပြီးတော့အာဏာပြန်ပြီးတော့အုပ်ဆိုးနိုင်ရေးအတွက်ရည်ရွယ်တာမဟုတ်ဘူးဆိုတာကျွန်တော်တို့အနေနဲ့ important ထင်ရှားတယ်သို့တော့ဗမာလူများစုတွေရှိတဲ့မြေပြန့်ဒေသတွေရဲ့
လမ်းပေါ်လှုပ်ရှားမှုတွေမှာတော့ဒီ NLD အလံပါတီရဲ့အလံတွေကိုထုတ်သုံးလာတာဒါကသူ့ဒေသအလိုက်ခြေနေပေါ်မူတည်ပြီးတော့လူလူရဲ့ထောက်ခံမှုပေါ်မူတည်ပြီးသုံးတာဖြစ်သို့တော့တနိုင်ငံလုံးကຫນွေဦးလှုပ်ရှားမှုကြီးတစ်ခုလုံးကိုခြုံကြည့်မယ်ဆိုရင်ကျွန်တော်တို့ကပါတီတစ်ခုရဲ့အတွက်လုပ်တာမဟုတ်ဘူးကျွန်တော်တို့လက်နက်ရှိရင်ရှိတယ်လို့နိုင်ငံရေးအခင်းချင်းကိုသူကြိုက်ရင်ကြိုက်တယ်လို့မကြိုက်ဘူးဆိုတာနဲ့သူစိတ်အလိုမကျတာနဲ့ထင်တယ်လို့ဝင်ပြီးတော့ပြုပြင်ပြောင်းလဲပြင်မယ်ငါတို့သွားစီခြင်းနဲ့လမ်းကြောင်းတိုင်းကိုပဲမင်းတို့ဒီလိုသွားရမယ်ဆိုတော့တနက်ကိုနှစ်ထင်ထောက်ပြီးတော့ခိုင်းတဲ့ဒီစစ်တပ်ရဲ့ဒီအစင်လာကိုကျွန်တော်တို့ရှေ့ဆက်ပြီးကျွန်တော်မကြုံကျင်တော့ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ကဒီလမ်းကြောင်းကိုရှောက်တာဖြစ်တယ်နောက်ပြင်အခုဒီຫນွေဦးတော်လှန်ရေးမှာပို့ပြီးတော့ကျွန်တော်တို့အနှစ်သာရရှိလာတာတစ်ခုက Federal Democracy ပြည်ထောင်စုထူထောင်ရေးဆိုတဲ့တိုင်းပြည်ရဲ့အနာဂတ်အတွက်အန်တီမဘန်းတိုင်ကိုလည်းအင်အားစုတော်တော်များများကလက်ခံပြီးတော့ဒါကိုကြွေးကြော်လာကြတာတွေ့ရတဲ့အတွက်ကျွန်တော်ထင်ပါတယ်လူထုကြားထဲမှာကိုကျွန်တော်နိုင်ငံရေးအင်အားစုတွေအသီးသီးကြားမှာရောဒါဒီလူဒန်းစားအသီးသီးရဲ့ဘုံရန်သူစစ်အာဏာရှင်ကိုဥတီတိုက်တဲ့တိုက်ပွဲဆိုတာတော့ထင်ရှားပြီးဖြစ်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်တစ်ခုကဒီပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီပေါ့နော် CRPH ကိုဒါထောက်ခံကြရည်လဲအားလုံးတွေ့နေရတာပဲနော်ဒါပေမဲ့တစ်ဖက်မှာလည်းပဲအားမလို့အားမရပြောတဲ့အတန်လေးကြားရပါတယ်ဥပမာလောက်တာနှီးတယ်ပေါ့ထိရောက်မှုပဲမှာအားနေနေတယ်ပေါ့အဲ့လိုမျိုးတွေဝေဖန်တာတွေလည်းရှိပါတယ်ဆိုတော့ကိုဒီဇာဆန်ဘယ်လိုမြင်လဲ CRPH လုပ်နေတာတွေကထိရောက်ရဲ့လားဒီထက်ပိုပြီးတော့များအားကောင်းမှုလိုနေသလားဟုတ်ကဲ့အဲ့တော့ CRPH ပေါ့ဒီပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ CRPH စီကျွန်တော်တို့မြန်မာနိုင်ငံမှာလက်ရှိအချိန်မှာဒီ2020ရွေးကောက်ပွဲရလဒ်အရပေါ့နော်ဖွဲ့စည်းပေါ်ပေါက်လာတဲ့ဒီလွှတ်တော်ကိုစားပြုကော်မတီဖြစ်တယ်ကျွန်တော်တို့လူထုကိုစားပြုမှုအရာဒါအမြင့်ဆုံးမှာရှိတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကျွန်တော်တို့အားလုံးလက်ခံပြီးသားအတိမတ်ပြုပြီးသားလည်းဖြစ်ပါတယ်အဲ့တော့ဒီ CRPH နဲ့ပတ်သက်ရင်သူရဲ့လှုပ်ဆောင်မှုတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်ထင်တယ်သူတို့မှလည်းပဲမြန်မာနိုင်ငံမှာပြောရရင်ဗျာနှစ်80ကျော်ဖြစ်ခဲ့တဲ့နိုင်ငံရေးပြဿနာတွေရှိတယ်ပြည်တွင်းစစ်တွေရှိတယ်သူတပြည့်ကျွန်တော်တို့ဗမာမဟုတ်တဲ့ကြံတော်တိုင်းရင်းသားတွေပေါ့ဗမာတိုင်းရင်းသားမဟုတ်တဲ့ကြံတော်တိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ဗမာလူမျိုးတွေဗမာတိုင်းရင်းသားတွေကြားထဲမှာယုံကြည်မှုเนาะကျွန်တော်တို့အားနည်းခဲ့တဲ့ပြဿနာတွေကနှစ်ပေါင်း80ကျော်ကြာနေပြီးခဲ့တဲ့9နှစ် NLD ပါတီအစိုးရပြတော့လည်းလုပ်ခဲ့တဲ့တချို့သောအတိုင်းအဆောင်အလွဲမှားတွေလည်းရှိတယ်ဒါကြောင့်သူတို့အနေနဲ့အခုချိန်မှာကျန်တဲ့အင်အားစုတွေနဲ့ယုံကြည်မှုတိဆောက်ရတဲ့နေရာမှာအခက်အခဲတွေရှိနေတဲ့အချိန်တိုင်းတာတစ်ခုထိယူနေရမယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်သူတို့တချို့သောလှုပ်ဆောင်မှုတွေမှာအားနည်းနေတာမျိုးနှိကွေးနေတာမျိုးရှိကောင်းရှိနိုင်တယ်အားကြောင့်ကျွန်တော်တို့အနေနဲ့ကတော့တက်နိုင်တဲ့မြတ်ဒီထက်ပိုပြီးတော့မြန်နိုင်တယ်ဒီထက်ပိုပြီးတော့ထိရောက်နိုင်မယ်ဆိုရင်ကျွန်တော်တို့ပိုပြီးတော့အားရှိရတာပေါ့ဗျာသို့တော့တပြိုင်နက်တည်းမှာပဲပြောရမယ်ဆိုသူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေလည်းကျွန်တော်တို့အနေနဲ့တက်နိုင်တဲ့မြတ်ပေါ့နော်နားလေကိုချင်းစာမိပါတယ်ကျွန်တော်တို့ဘာမှမဟုတ်တဲ့ကျွန်တော်တို့မျိုးတစ်မျိုးအစစ်ကျွန်တော်တို့ဆိုမန္တလေးဟဲ့လားကိုဝင်းမတော်ဆိုမုံရွာမျိုးဒီလိုမျိုးတစ်မျိုးအစစ်မှာဥဆောင်လှုပ်ရှားတဲ့ပေါ့နော်ဒီလိုနေရာမှာတော့အခက်အခဲတွေကျွန်တော်တို့မှာစိန်ခေါ်မှုတွေအများကြီးရှိသေးတာပဲတနိုင်ငံလုံးအဆင့်နော်ကိုစားပြုဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ CRPH အပါအဝင်ပေါ့ကျွန်တော်တို့တိုင်းရင်းသားဒေါ်လာရေးလက်နက်ကိုင်အဖွဲ့အစည်းတွေတခြားသောနိုင်ငံရေးပါတီတွေစသဖြင့်ဒီအဖွဲ့အစည်းတွေဒီလူပုဂ္ဂိုလ်ကြီးတွေမှာဆိုရင်လည်းပဲသူတို့စိန်ခေါ်ချက်တွေအခက်အခဲတွေဒါအများကြီးရှိမယ်ဆိုတာကျွန်တော်တို့အနေနဲ့ဒါနားလည်ပါတယ်လက်ခံပါတယ်ဒါတိုင်းနဲ့ထဲမှာပဲဒီထက်ပိုပြီးတော့ကျွန်တော်တို့စကားပုံတစ်ခုရှိတယ်ဗျာတန်ပူကိုက်နာနာရိုက်ဆိုတာလို့ပေါ့ကျွန်တော်တို့အရေးတော်ပုံကြီးကအခုရက်80ကျော်ကြားလာတဲ့အမြလူထုမှာလည်းပဲအခက်အခဲတွေစိန်ခေါ်ချက်တွေအများကြီးရှိလာပြီကျွန်တော်တို့ရှေ့မှာလည်းကိုဗစ်19ရောဂါတနေ့နီးပါးကျွန်တော်တို့ဒုက္ခတွေပေးခဲ့ပြီကျွန်တော်တို့ရဲ့လူမှုစီးပွားပြဿနာတွေကအများကြီးရှိခဲ့အခုရက်80ကျော်ပြီးကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေအားလုံးနီးပါးရပ်တန့်ထားရတယ်ကျွန်တော်တို့မှနောက်ဆုံးပြောရရင်အခြေခံစားဝတ်နေရေးအစအကျက်တဲတွေတကယ်ရှိနေပါဒီနိုင်ငံလုံးမှာဒီအချိန်မှာဒီထက်ပိုသောအမြန်ဆန်တော့ဒီထက်ပိုပြီးတော့ထိရောက်တော့ဒီထက်ပိုပြီးတော့အားကောင်းသောနိုင်ငံရေးဥဆောင်မှုအခင်းကျင်းကိုတော့ကျွန်တော်တို့ပြည်သူလူထုအနေနဲ့အများကြီးညှော်လင့်ပါတယ် CRPH အပါအဝင်ကျွန်တော် CRPH တခုတည်းကိုဆိုတာမဟုတ်ပါဘူး CRPH အပါအဝင်ကျွန်တော်တို့တိုင်းရင်းသားဒေါ်လာရေးလက်နက်ကိုင်အဖွဲ့အစည်းတွေတခြားသောနိုင်ငံရေးပါတီတွေ2020ရွေးကောက်ပွဲနဲ့ရွေးကောက်တင်မြှောက်ထားတဲ့တခြားသောနိုင်ငံရေးပါတီရဲ့ကိုယ်စားလှယ်ကြီးတွေနောက်ကျွန်တော်တို့เนาะဒီတပိတ်ခေါင်းဆောင်တွေရော CDN လှုပ်ရှားမှုခေါင်းဆောင်တွေရောနောက်ဆုံးအရက်ဖက်အဖွဲ့အစည်းတွေကစကျွန်တော်ဒီထက်ပိုသောเนาะသွေးစည်းညီညွတ်မှုဒီထက်ပိုသောစီးလုံးမှုဒီထက်ပိုသောဥဆောင်မှုဒီထက်ပိုသောအားကောင်းသောအခင်းကျင်းကိုကျွန်တော်တို့အနေနဲ့အများကြီးညှော်လင့်လျက်ရှိပါတယ်ခင်ဗျဟုတ်ကဲ့ကိုဝေမှုနိုင်ရော CRPH ကိုအားရပြီလားဒီထက်ပိုလုပ်ဖို့လိုသလားဟုတ်ကဲ့အားရခြင်းအားမရခြင်းဆိုတာကတော့ကျွန်တော်အနေနဲ့ပြောဖို့ခုချိန်မှာပြောဖို့စောသေးတယ်လို့ကျွန်တော်တို့ထင်တယ်။ဘာကြောင့်လဲဆိုတော့CRPH မှာလက်ရှိဥဆောင်နေတဲ့သူတွေဟာပြောရရင်နိုင်ငံရေးရလူလက်ပိုင်းမျိုးဆက်တွေဖြစ်တယ်။ NLD ပါတီတွင်းမှာလည်းသူတို့ဟာလူလက်ပိုင်းgeneration ဖြစ်တယ်။ဆိုတဲ့အတွက်သူတို့အနေနဲ့လေဒီနိုင်ငံရေးအခင်းကျင်းကို
ခင်းချင်းပုံစံအတစ်တစ်ခုကိုအခုမှစပြီးတော့ဦးစီးဦးဆောင်ပြုရတာဖြစ်တဲ့အတွက်သူတို့မှလည်းသူတို့ရဲ့အကြက်တဲခက်ခဲပြီးရှိမယ်လို့ကျွန်တော်ကတော့နားလည်တယ်အဲ့ဒါအပြင်ဟိုကျွန်တော်မြင်တာကတော့မြန်နေနှီးတယ်ဆိုတာကတော့ကျွန်တော်တို့ဒီဘက်ကမြေပြင်လှုပ်ရှားနေတဲ့သူတွေဘက်ကတော့ဟိုကျွန်တော်တို့ကိုယ်တိုင်လည်းရံဖန်ရံကမှာမကြည့်ဟိုကိစ္စဖြစ်မလာသေးဘူးလားဒီကိစ္စကဟိုမထုတ်ပြအများလေးပေါ့ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လိုနေရတဲ့သူတွေနဲ့စိတ်ဆန္ဒစောမိတာမျိုးရှိပါတယ်သို့တော့တကယ်တမ်းကျွန်တော်တို့ပြန်စဉ်းစားကြည့်တဲ့အချိန်မှာကျွန်တော်တို့အလင်းစလိုအလော30နဲ့ဟိုတိတ်ကတ်ထားတဲ့ညီညွတ်ရေးလိုမျိုးအလော30တိဆောက်လိုက်ခြင်းကရေရှည်သွားမဲ့လမ်းကြောင်းမှာပို့ပြီးတော့အခက်အခဲတွေဖြစ်စေမယ်လို့ကျွန်တော်တို့မြင်တယ်အဲ့ဒီအတွက်ဒီကာလဟာအခုကျွန်တော်တို့နားလည်တဲ့လောက်ဆိုရင်အမျိုးသားညီညွတ်ရေးအစိုးရပေါ့နော်ဂျာကာလာအစိုးရတရက်ကို Federal Democracy Charter ရဖွဲ့ရတော့မယ့်အချိန်ဖြစ်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးလည်းလူတို့ကပြောနေကြတယ်ကျွန်တော်တွေ့ရတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့မြင်တာကရှေ့သမိုင်းမှာကျွန်တော်တို့ NCGUB လိုမျိုးကျွန်တော်တို့မျိုးသားညွန့်ပေါင်းအစိုးရအဝေးရောက်အစိုးရရဲ့ကျွန်တော်တို့ဖြစ်စဉ်သမိုင်းရှိခဲ့ပြီးဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့က NCGUB မှာအဲ့ဒီကာလကနိုင်ငံရေးအခင်းအကျင်းမျိုးစုံရဲ့အခြေအနေအကြောင်းကြောင့်ကျွန်တော်တို့ထင်သလောက်အလုံးမဖြစ်ခဲ့တဲ့သမိုင်းကြောင့်ထင်ရှားရှိပြီးဖြစ်တယ်ဒီအတွက်ကျွန်တော်တို့မှာသင်ခန်းစာယူစရာတွေရှိနေတယ်အဲ့ဒီအတွက်ကြောင့်အခုနေထားမှာဆိုရင်ကျွန်တော်တို့အင်အားစုတွေအသီးသီးကြားကညီညွတ်ရေးကိုအခြေအလယ်ဆွေးနွေးညှိနှိုင်းနိုင်တဲ့အခြေအနေမျိုးနဲ့ရှေ့ဆက်သွားတာကသာမြင်ကျွန်တော်တို့တိတ်ကတ်ထားတဲ့ညီညွတ်ရေးမဖြစ်ဘဲနဲ့ဟိုခိုင်မြဲတဲ့ညီညွတ်ရေးလမ်းကြောင်းကိုတည်ဆောက်နိုင်မယ်တိုင်းပြည်လည်းရှေ့ဆက်သွားတဲ့လမ်းကြောင်းကပိုချုံးမွေ့မယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့ဒီအတွက်အခုချိန်မှာအချိန်ယူတဲ့အပိုင်းကိုဟိုတက်နိုင်သမျှကျွန်တော်တို့မိဘပြည်သူတွေအနေနဲ့လည်းနားလည်ပေးဖို့ဟိုလိုတယ်လို့ကျွန်တော်အနေနဲ့တော့မေတ္တာရက်ခံခြင်းနဲ့CRPH အနေနဲ့လည်းအချိန်ယူတာနဲ့တစ်ဆက်ဆက်သေးပဲလူထုအများကမြင်နေကြတဲ့အတိုင်းသားရွှေဦးထမ်းလာတဲ့အချိန်တွေမျိုးအင်အားစုအသီးသီးကြားကညီညွတ်ရေးကိုဟိုစ조사အကောင်းဆုံးအချိန်ကြီးတရက်ဖြစ်တိဆောက်နိုင်ဖို့အတွက်လည်းကျွန်တော်တို့အနေနဲ့မေတ္တာရက်ခံအခုဆိုရင်ဗျာဟိုခံရတာအများများတာပေါ့နော်တေးတာကြာဆုံးတာထိခိုက်ဒဏ်ရာရတာလိုက်တာနှက်တာဒါတွေလည်းတော့ဆိုတွေ့နေကြရတာပေါ့ဆိုတော့လူလူအနေနဲ့ကဟာလာ R2P rights to protect ပေါ့နော်ကုလသမဂ္ဂကနေပြီးတော့ R2P ဝင်မှာအဲ့ဒါဘာမို့လဲကုလသမဂ္ဂတောင်မို့တခြားအနောက်နိုင်ငံတွေကနေပြီးတော့ကူပါပေါ့နော်လူလူကိုကောက်ွယ်ပေးပါဆိုပြီးတော့မျှော်လင့်ကြတယ်ပေါ့မျှော်လင့်ကြတယ်ပြောကြတယ်တောင်းကြတယ်ဆိုတော့ကိုရီစာဆန်းရောကိုယ်တိုင်မှာအဒီလိုမျိုးမျှော်လင့်ချက်ရှိသလားဒီလိုမျှော်လင့်တဲ့လူတွေကိုရောကိုရီစာဆန်းဘာပြောချင်တယ်လဲဟုတ်ကဲ့ကျွန်တော်အနေနဲ့ကတော့ဒီနိုင်ငံတကာရဲ့အခန်းကဏ္ဍပေါ့နိုင်ငံတကာအတိုင်းဝိုင်းရဲ့အခန်းကဏ္ဍကိုကျွန်တော်အနေနဲ့ဒါအလေးထားပါတယ်အများကြီးလည်းမျှော်လင့်ပါတယ်ပေါ့နော်ဒီကုလသမဂ္ဂဥရောပသမဂ္ဂအာဆီယံလို့နိုင်ငံတကာအဖွဲ့အစည်းတွေရောနောက်တနိုင်ငံချင်းစီရောအားလုံးရဲ့ဒီမြန်မာအရေးမြန်မာဒီမိုကရေစီအရေးမြန်မာຫນွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့အခန်းကဏ္ဍကိုလည်းအများကြီးအားကိုးပါတယ်အလေးလေးထားပါတယ်နော်အဲ့တော့ R2P ရော ICC ရော ICJ ရောနော်ကုလသမဂ္ဂရောအကုန်အလေးထားပါတယ်သို့တော့တကယ်အရေးကြီးတဲ့နော်ကျွန်တော်တို့ရဲ့ရေးတော်ပုံကိုအဆုံးဖြတ်ပေးမဲ့အခရာအင်အားအဓိကအဆုံးဖြတ်ပေးမဲ့အင်အားဒီကျွန်တော်တို့ပြည်တွင်းအားကျွန်တော်တို့ပြည်သူရဲ့55တန်းသောပြည်သူတွေရဲ့အင်အားနဲ့စိတ်ဓာတ်တည်တာအခရာပါအဓိကအဆုံးဖြတ်ပါလို့ကျွန်တော်အနေနဲ့ရှုမြင်ပါတယ်အဲ့တော့နိုင်ငံတကာရဲ့ခန့်ကဏ္ဍကလည်းအရေးကြီးပါတယ်ကျွန်တော်ဒါကိုလည်းကျွန်တော်တို့ကမေ့ထားလို့မရဘူးကျွန်တော်ထည့်စဉ်းစားထားရမယ်ဆောင်ရွက်နေရမယ်တပြိုင်နက်တည်းမှာလည်းကျွန်တော်အနေနဲ့ပြည်သူလူထုကိုပြောချင်တာကတော့ကျွန်တော်တို့ပြည်သူလူထုရဲ့အင်အားတည်တာကျွန်တော်တို့အရေးတော်ပုံကြီးတွေကျွန်တော်တို့အင်မတန်အဓိကအကြဆုံးတော့အခရာအင်အားဖြစ်တယ်လို့ကျွန်တော်အနေနဲ့ရှုမြင်နေဆိုတာကိုပြောလိုပါတယ်ခင်ဗျကိုမှုနိုင်ရော R2P ဝင်လာပါလို့မျှော်သလားတခြားနိုင်ငံကဝင်ကူပါလို့မျှော်သလားမျှော်လင့်နေတဲ့လူတွေကိုရောကိုမှုနိုင်ဘာပြောချင်တယ်လဲဟုတ်ကဲ့ခင်ဗျဟိုကျွန်တော်နားလေတာကတော့ဟိုကိုဒီစာပြောသွားလို့ပါပဲကျွန်တော်တို့ဟိုသဘောထားချင်းတူပါတယ်အဓိကပြည်တွင်းအင်အားစုတွေအသီးသီးကြားကညီညွတ်ရေးကိုတိဆောက်ဖို့ရယ်အဲ့ဒီတိဆောက်လို့ရလာတဲ့ညီညွတ်မှုအားနောက်မှာပြည်သူလူထုတရက်လုံးကဒီဇိုင်းမတ်လိုက်ပါချီတက်ရေးကပဲကျွန်တော်တို့ရဲ့ပဓာနာအကြဆုံးကိစ္စလို့ကျွန်တော်ကတော့မြင်နေအဲ့ဒီလိုစူးစီးညီညွတ်မှုအားတစ်ခုကိုကျွန်တော်တို့ပြည်တွင်းမှာအားကောင်းမောင်းတန်တိဆောက်နိုင်ပါတာနဲ့တစ်ဖက်ကဒုတိယအရေးကြီးဆုံးကိစ္စဖြစ်တဲ့နိုင်ငံတကာကဖိအားတွေနိုင်ငံတကာရဲ့ဂျားဝင်ဆောင်ရွက်မှုတွေဟာလည်းဟိုထိထိရောက်နဲ့အမှန်တကယ်လိုအပ်တဲ့လမ်းကြောင်းတစ်ခုပေါ်ကိုဝင်ပြီးတော့ပံ့ပိုးကူညီဆောင်ရွက်နိုင်တယ်လို့ကျွန်တော်နားလည်ပါတယ်ကျွန်တော်တို့ပြည်တွင်းမှာကညီညွတ်ရေးနဲ့လိုအပ်တဲ့တိုင်းပြည်ရှေ့ဆက်သွားဖို့အတွက်လိုအပ်တဲ့အခြေခံပြင်ဆင်ဆောင်ရွက်မှုတွေကိုမလုပ်ထားနိုင်ဘဲနဲ့ကတော့ဟိုကျွန်တော်တို့88နောက်ပိုင်းမှာလဲကျွန်တော်တို့ဒီနိုင်ငံတကာအတိုင်းဝိုင်းကပဲ
အမေရိကန်တက်ကမြန်မာရေပိုင်နယ်နားရောက်တော့မယ်ဘယ်နားရောက်တော့မယ်ဆိုပြီးအချိန်ချင်းကောလာဟလာထွက်ခဲ့ပါတိုးတော့စိုးရိမ်ပါတယ်စိတ်ပူရတယ်ဆိုတာလောက်နေတယ်ကျွန်တော်တို့အမြင့်ဆုံးဒီတန်ခတ်ပိတ်ဆို့အရေးယူမှုတွေစီးပွားရေးပိတ်ဆို့မှုတွေကတွဲရင်ကျွန်တော်တို့ဝင်ဆောင်ရတာကျွန်တော်မတွေ့ကြရဘူးဆိုတော့ဒီသင်ခန်းစာတွေကကျွန်တော်တို့ကတော့ပြည်တွင်းအင်အားစုစည်းရေးနဲ့အဲ့ဒီစုစည်းလိုက်တဲ့အင်အားနောက်ကလူထုကတညီရဲလိုက်ပါရေးကအဓိကဖြစ်တယ်လို့ထင်တယ်အဲ့ဒီလိုကျွန်တော်တို့ညီညီညွတ်ညွတ်နဲ့ချစ်လေးလေးတိဆောက်နိုင်ပြီဆိုတော့မှနိုင်ငံတကာအတိုင်းဝိုင်းနေနဲ့ဘယ်လိုလမ်းကြောင်းကနေပါဝင်ကူညီဆောင်ရွက်ရမယ်ပံ့ပိုးကူညီရမယ်ဆိုတဲ့အခင်းချင်းတွေကဖြစ်လာမယ်လို့ဒီလိုပဲကျွန်တော်တို့ကတော့မှတ်ဆထားပါမယ်ဟုတ်ကဲ့ဖလာပြင်းထန်ရဲဆက်ဆက်ဖြိုခွဲတာပြစ်တာရိုက်တာနှက်တာဆိုတော့ဒါတွေတွေ့လာရတဲ့ခါကျတော့ဒါတွေကလည်းရဲဆက်လို့ဖြစ်လာတဲ့ခါကျတော့လူတွေကြားထဲမှာလူအများကြီးလို့ကျွန်တော်မဆိုလို့ဘူးကျွန်တော်ကိုယ်တိုင်လည်းဒါတေချာမပြောနိုင်ဘူးတိတိကျကျမြည်သူဝင်ဖြစ်စေဒါတွေကိုမြင်တဲ့အခါမှာပို့ပြီးတော့ကြောက်ရွံ့စိုးရိမ်စိတ်ဝင်လာတဲ့လူတွေရှိတယ်အားပြောလာတာရှိတယ်အားရော့လာတာရှိတယ်ဒါသဘာဝပဲဒါလူသဘာဝပဲကျွန်တော်တို့ဒါလက်ခံရမယ်ဆိုတော့အဲ့ဒီလူတွေကိုကိုရီစာဆန်းဗာများပြောချင်တယ်လေဟုတ်ပါတယ်ကိုအဲ့တော့ဒီအခုအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကကျွန်တော်တို့ဒီငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူလူထုပေါ်မှာနော်ရဲဆက်ဆက်တပ်ဖြတ်နေတာဖမ်းဆီးနေတာနှိပ်စက်နေတာကတော့နေ့စဉ်နဲ့အမျှအချိန်နဲ့အမျှပါပဲဒီလိုအကြမ်းဖက်မှုတွေကဟိုဆန္ဒပြမှရတယ်မဟုတ်ဘူးနော်အခုနောက်ပိုင်းမှာဘာမှဆန္ဒမပြအောင်ကိုယ်အိမ်ထဲမှာကိုနေနေတဲ့ပြည်သူကအစနော်ကျွန်တော်တို့တပ်ဖြတ်ခံရတဲ့ကိစ္စဖမ်းဆီးခံရတဲ့ကိစ္စတွေရှိနေပါတယ်ဒါတော့ရဲဆက်ဆက်ဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေတဲ့အခါမှာအနည်းနဲ့အများဆိုသလိုကျွန်တော်တို့ပြည်သူတွေကြားထဲမှာလည်းဟိုအကြောက်တရားစိုးရုံမှုတရားတွေရှိလာတာဒါတဘာဝလည်းကြပါတယ်ကျွန်တော်လည်းဒါနဲ့ပတ်သက်တဲ့ပြည်သူကိုအပြစ်မတင်လို့ပါဘူးသို့တော့ဒီနေရာမှာကျွန်တော်ပြည်သူလူထုကိုပြောချင်တာကကျွန်တော်တို့အခုချိန်တခဏမှာကျွန်တော်တို့ကြောက်ပြီးတော့ကျွန်တော်တို့နောက်ဆုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကြောက်ပြီးတော့သွေးအေးသွားမယ်ဆိုရင်ကျွန်တော်တို့နောက်ထပ်မျိုးဆက်တစ်ဆက်လားနှစ်ဆက်လားသုံးဆက်လားကျွန်တော်တို့ပိမ့်ပေါင်းနေတဲ့အမှောင်ခစ်အကြောက်ခစ်ထဲမှာကျွန်တော်နေရပါလိမ့်မယ်အဲ့တော့ကျွန်တော်1988ကိုစဉ်းစားကြည့်လို့ရပါတယ်ကျွန်တော်တို့1962ခုနှစ်ကိုစဉ်းစားကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့ကြောက်ပြီးတော့ငြိမ်သွားမယ်ဆိုရင်နောက်ထပ်ကျွန်တော်တို့အခုဆိုအကြောက်ခစ်အမှောင်ခစ်ထဲမှာကျွန်တော်တို့နှစ်30လည်းဖြစ်သွားနိုင်တယ်နှစ်60လည်းဖြစ်သွားနိုင်တယ်နှစ်90လည်းဖြစ်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့လက်ရှိအချိန်မှာကျွန်တော်တို့အားလုံးစုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ဆက်လက်ပြီးတော့ဒီအာဏာရှင်ကိုရင်ဆိုင်တိုက်ပွဲဝင်မှသာလျှင်ကျွန်တော်တို့လူကျင်တဲ့ကျွန်တော်တို့ရဲ့ဘုံပန်းတိုင်ကိုလည်းရောက်နိုင်မှာဖြစ်တယ်ကျွန်တော်တို့သွားရင်တဲ့နော်ဖွံ့ဖြိုးကြွယ်ဝတဲ့ငြိမ်းချမ်းတဲ့ Federal Democracy ပြည်ထောင်စုကိုလည်းတည်ဆောက်နိုင်မယ်လို့ကျွန်တော်တို့အနေနဲ့ယုံကြည်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ကျွန်တော်တို့မြန်မာစကားပုံတစ်ခုရှိပါတယ်ပြည်တင်းရင်မင်းမခံနိုင်ပါဆိုတာအဲ့တော့အခုချိန်မှာကျွန်တော်တို့ဒါအားလုံးစုစုစည်းစည်းနဲ့ညီကြမယ်ဆိုဒီမင်းကမင်းတောင်မဟုတ်ပါဘူးအာဏာရှင်သာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါအင်္ဂလိပ်ဆိုရိုးတစ်ခုလည်းရှိပါတယ်ပြည်သူလူထုမထောက်ခံတဲ့နော်ပြည်သူထောက်ခံမှုမရတဲ့လက်နက်အားကိုးနဲ့အာဏာသိမ်းထားတဲ့အစိုးရဆိုတော့အစိုးရမဟုတ်ပါဘူးဓမြဂိုင်းအကြီးစားပဲဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့အနေနဲ့ဒီဓမြဂိုင်းအကြီးစားဖြစ်တဲ့ဒီအာဏာသိမ်းအကြမ်းဖက်အုပ်စုကိုကျွန်တော်တို့ပြည်သူလူထုကတော့ဝိုင်းပြီးတော့တင်းကြမယ်ဆိုရင်ဝိုင်းပြီးညီကြမယ်ဆိုရင်ဒီအာဏာရှင်စနစ်ကိုကျွန်တော်တို့သိကြပါဦးကျွန်တော်တို့အမြင့်ပြတ်ချေမှုန်းနိုင်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျကိုမိုးနိုင်ကြောက်ရွံ့လာတဲ့လူတွေအားပြောလာတဲ့လူတွေအားရောလာတဲ့လူတွေအတွက်ဘယ်လိုသတင်းစကားမျိုးများပြောချင်ပါသလဲဟုတ်ကဲ့ဟိုဒါကတော့ကျွန်တော်နေ့စဉ်နဲ့မျှကြုံနေရတဲ့ဒီလိုလူတပ်ပွဲတွေဖန်စီပွဲတွေတောင်ကျွန်တော်တို့ပြည်သူလူထုမှာလည်းအကြောက်တရားတွေတဖြည်းဖြည်းနဲ့စိတ်ဝင်လာတဲ့ချိန်မျိုးရှိပါတယ်ရက်ွက်တွေတဲ့အထိစီးဝင်ပြီးတဲ့အခါကျတော့တစ်ဖက်ကအကြမ်းဖက်တောင်းကျမ်းသူအုပ်စုကဒီလူထုကိုချင်းချောက်ပြီးတော့လက်နက်အားကိုနဲ့ချင်းချောက်မှုတွေလည်းနေ့စဉ်ဆက်လုပ်နေပါတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့မေတ္တာရက်ခံချင်တာကကျွန်တော်တို့ဒီလမ်းကပေးဆက်ရတာတွေရှိလိမ့်မယ်အထီးခိုက်အကြဆုံးတွေရှိလိမ့်မယ်ဆိုတာကျွန်တော်တို့တွေအားလုံးသိပြီးဖြစ်တယ်မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတစ်လျှောက်မှာကျွန်တော်တို့တွေးခင်းတဲ့လမ်းတွေအများကြီးကိုကျွန်တော်တို့ဖြတ်ခဲ့ရပြီးဖြစ်တယ်သို့တော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့အားလုံးသွားကျင်တဲ့မျှော်လင့်တောင့်တနေတဲ့ Federal Democracy ပန်းနိုင်ကိုကျွန်တော်တို့ဒီကနေ့ထိကျွန်တော်မရောက်နိုင်သေးဘူးအဲ့ဒီအတွက်ကိုယ်စိတ်ထဲမှာမတိမတာဖြစ်စေတိတိတတာဖြစ်စေကြောက်စိတ်တွေစိုးရိမ်စိတ်တွေဝင်လာတယ်ပြီးတော့လမ်းပေါ်ထွက်ဖို့အတွက်တွန့်ဆုတ်လာတာတန်ဖုံးတီးဖို့အတွက်ကိုမဝင်ရဲတော့တာဒီလိုမျိုးအာနာဖီဆန်နဲ့လှုပ်ရှားမှုတွေမှာပါဝင်ဖို့အတွက်မတက်ကြွတော့တဲ့အခြေအနေမျိုးများကိုယ်စိတ်ထဲမှာဖြစ်လာတယ်ဆိုရင်ကျွန်တော်ကြာဆုံးသွားခဲ့ရတဲ့ကျွန်တော်တို့ရဲ့အာဇာနည်သူရဲကောင်းတွေမျက်နှာကိုပြန်ပြီးတော့မြင်အောင်ကြည့်ပေးစေချင်ပါတယ်။ခေတ်ဆက်မှာကျွန်တော်တို့တွေးခင်းလန်းဒီတိုင်းပြည်ရဲ့အနာဂတ်ခရီးအတွက်ကိုတွေးခင်းခဲ့တဲ့ကျွန်တော်တို့တွေးကြခဲ့ရတဲ့သူရဲကောင်းတွေတွေးဆက်တွေမနှဲတော့ပါဘူး။ဆိုတော့ဒီသူရဲကောင်းတွေရဲ့မျက်နှာကိုမြင်အောင်ပါကျွန်တော်တို့လက်ရှိချိန်မှာဖန်ဆီးထိန်းသိမ်းခံထားရတဲ့
ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအင်အားစုအသီးသီးကတက်ကြွလှုပ်ရှားသူတွေရှေ့တန်းကရဲဘော်တွေရဲ့မျက်နှာတွေကိုမြင်ရောက်ပြီးတော့ကျွန်တော်တို့ကြံနေခဲ့တဲ့သူတွေကတအူးကိုတအူးပြန်လည်ဖေးမဆောင်းလျှောက်ပြီးတော့ဒီလမ်းကိုကျွန်တော်တို့တက်တိတင်းပြီးတော့ရအောင်ရှေ့ဆက်လျှောက်ရပါစို့လို့ပဲကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ခင်ဗျာ ကြာဆုံးတဲ့လူတွေပြောသလို900ကျော်ရှိပါပြီထိခိုက်ဒဏ်ရာရသူကဒီထက်2ဆမကရှိမယ်လို့အကြံပြခန့်မှန်းလို့ရပါတယ်ဖန်စီကန်ထားသူလည်းအခုဆိုရင်3000ကိုတရားကျော်နေပါပြီเนาะဆိုတော့ဒီမိသားစုဝင်တွေအတွက်ကိုဒေစာဆန်းဗာများပြောချင်ပါလဲအဲ့တော့ဒီຫນွေဥတော်လန်ရေးမှာကျွန်တော်တို့ပေးဆက်ခဲ့ရတဲ့ထိခိုက်တင်နာခဲ့ရတဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်သူတပြည့်ဒီကြာဆုံးခဲ့ရတဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေတိုက်ဖို့တိုက်ဖက်တွေလူဦးရေ900ကျော်เนาะစသဖြင့်ဒီဖန်စီခံရတဲ့သူထောင်ကနန်းရှိတယ်ပျောက်ဆုံးသွားတဲ့သူတွေထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းအများကြီးပဲနောက်ကျွန်တော်တို့မေ့မထားတင်တာတဲ့ကျွန်တော်တို့ဒီ CDM ဒီကျွန်တော်တို့ဒီပြည်သူဝန်ထမ်းနိုင်ငံဝန်ထမ်းရဲ့ CDM လှုပ်ရှားမှုလုပ်နေတဲ့ကျွန်တော် CDM ဝန်ထမ်းတွေဒီလူတွေအားလုံးကကျွန်တော်တို့ပြည်သူတွေအတွက်တကယ်အာဇာနည်တွေပါတကယ်သူရဲကောင်းတွေပါလို့ကျွန်တော်ဒီနေရာနဲ့လေးလေးနက်နက်ဥညွတ်ကာရဝပြုကျေးဇူးတင်စကားအရင်ဆုံးပြောလိုပါတယ်အဲ့တော့ဒီပေးဆက်ခဲ့ရတဲ့ဒီပေးဆက်နေတဲ့ဒီစွန့်လို့အနစ်နာခံနေတဲ့လူပုဂ္ဂိုလ်တွေရဲ့ပေးဆက်မှုတွေသူတို့ရဲ့အသက်တွေသွေးတွေချွေးတွေဒီကျွန်တော်တို့အဟောတိကံအလကားအဖြစ်မခံမှာမဟုတ်ပါဘူးကျွန်တော်တို့ပြည်သူလူထုတရက်လုံးကဒီပေးဆက်ခဲ့ရတဲ့နစ်နာခဲ့ရတဲ့လူတွေအားလုံးအတွက်ကျွန်တော်တို့နှစ်ဆပို့ပြီးတော့ဒီအရေးတော်ပုံကြီးမှာပါဝင်ဆင်နွှဲကြဖို့စူးစမ်းကြဖို့ဖြစ်ပါတယ်အဲ့တော့ဒီသူရဲကောင်းအားလုံးကိုကျွန်တော်တို့အနေနဲ့နော်ရင်ထဲအသေးတွေကရောကျွန်တော်လေးလေးနက်နက်မှတ်တမ်းတင်ထားပါတယ်ဂါရဝပြုပါတယ်ဥညွတ်ပါတယ်ဂုဏ်ယူပါတယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ခင်ဗျဟုတ်ကဲ့အဓိကကတော့ကျွန်တော်တို့မိသားစုဝင်နေနဲ့ထပ်တူထပ်မြကျွန်တော်တို့ခြေခွဲခံစားရတယ်ဆိုတာကိုပထမဒီတိုက်ပွဲမှာကျွန်တော်တို့စောစောကပြောခဲ့တယ်လို့ပဲကြီးစံနေမှာနာမည်မေးပြီးမလာပါဘူးမှတ်ပုံတင်မေးပြီးမလာပါဘူးဆိုတော့ဒီလိုအနေထားမှာဘယ်အချိန်ကိုပြစ်ခံရမယ်ဆိုတာကိုဘယ်သူမှမသိတဲ့အချိန်လေးမှာရှေ့တန်းကနေတပိတ်စစ်ကြောင်းတွေမှာထွက်ပြီးတဲ့အခါကျရဲရဲဝံ့ဝံ့နဲ့အာနာရှင်ကိုစန့်ကျင်တော်လှန်နေကြတဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းအာဇာဖြစ်ပါတယ်ဆိုတဲ့အတွက်ကျွန်တော်တို့အနေနဲ့တော့ဒီမိသားစုဝင်တွေကိုဂတိစကားပါလို့တော့ရှိပါတယ်အဲ့ဒီလိုကြာဆုံးသွားခဲ့ရတဲ့ຫນွေဥတော်လှန်ရေးမှာဆေးအာနာရှင်စန့်ကျင်ရေးနဲ့ Federal Democracy ပြည်ထောင်စုထူထောင်ရေးအတွက်ယုံကြည်ချက်ခိုင်ခိုင်မာမာမျှော်လင့်ချက်တည်တည်ကြည်ကြည်နဲ့ကျွန်တော်တို့ဒီတိုက်ပွဲမှာအသက်ပေးသွားခဲ့ရတဲ့လူတွေကိုကျွန်တော်တို့စာနာထောက်ထားတဲ့အနေနဲ့ဒီတိုက်ပွဲကိုကျွန်တော်တို့ရအောင်ကျွန်တော်တို့ဆက်တိုက်ပါမယ်ကျွန်တော်တို့ဒီအသက်တွေနဲ့ခန္ဓာကိုယ်တွေကိုလည်းဒီຫນွေဥတော်လှန်ရေးထဲမှာမြုပ်နှံထားပြီးဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့မိဘကြာဆုံးသွားခဲ့ရတဲ့အာဇာနည်များရဲ့မိသားစုဝင်များနဲ့စိတ်ပြက်အားရောတာမျိုးမဖြစ်ပါနဲ့ကျွန်တော်တို့ကြေကွဲဝမ်းနည်းစရာတွေနာကြီးစရာတွေကိုမခံကျင်စိတ်တွေအားလုံးကိုကျွန်တော်တို့ပညာဉာဏ်သတိနဲ့တွဲဆက်ပြီးတော့ကျွန်တော်တို့တွေအားလုံးနဲ့အတူတကွရှေ့ဆက်ပြီးတော့ဒီတိုက်ပွဲကိုဆင်နွှဲကြဖို့ပဲကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ဗျာဆိုတော့ကိုဒီဇာဆန်းဒီပွဲရဲ့အဆုံးသတ်ရလဒ်ကိုဒီဇာဆန်းကိုယ်တိုင်ဘယ်လိုမြင်ထားပါသလဲတကယ်ပဲအောင်မြင်မယ်လို့အခိုင်အမာယုံကြည်ပါသလားကိုဒီဇာဆန်းကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့မှာတချို့သောကြီးမားတဲ့အောင်မြင်မှုတွေရနေပြီလို့ကျွန်တော်ကတော့ရှုမြင်နေဗျာဘာဖြစ်လို့လဲဆိုတော့ပြောရရင်အခုချိန်မှာကျွန်တော်တို့နှစ်90ကျော်လွတ်လပ်ရေးရပြီးကြတဲ့ကပေါ့နော်နှစ်90ကျော်သမိုင်းမှာကျွန်တော်တို့လူထုအနေနဲ့ဒါအညီညွတ်ဆုံးသောကာလတစ်ခုကိုရောက်နေပြီလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ရှေ့အတိတ်ဒီကာလတချို့မှာဆိုရင်ကျွန်တော်တို့ဒီအထူးသဖြင့်ကျွန်တော်တို့ဒီဗမာတိုင်းရင်းသားဗမာလူထုကဒီပြည်တွင်းစစ်တွေအကြောင်းတို့ Federal ပြည်ထောင်စုစနစ်အကြောင်းတို့စသဖြင့်ဒါတွေနဲ့ပတ်သက်ရင်နားလည်မှုသိရှိမှုသဘောပေါက်မှုအားနည်းခဲ့တာတွေရှိတယ်။ဒါပုံမှန်နေကျွန်တော်တို့ဝန်ခံရမှာဖြစ်တယ်တောင်းပန်ရမှာဖြစ်တယ်။အထူးသဖြင့်ကျန်တဲ့လူမျိုးတွေရဲ့ကျွန်တော်တို့နိုင်ငံရေးအကြောင်းတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နိုင်ငံရေးအကြောင်းသူတို့ရဲ့ယက်တီချက်သဘောထားတွေကိုစာနာနားလည်သဘောပေါက်မှုအားနည်းခဲ့တယ်။သို့တော့အခု2021ຫນွေဥတော်လှန်ရေးအတွင်းမှာကျွန်တော်တို့ဗမာတိုင်းရင်းသားတွေအပါအဝင်အားလုံးကဒီဘာကြောင့်ကျွန်တော်တို့ Federal စနစ်ကိုတောင်းဆိုနေရတာလေဒီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့တိုင်းရင်းသားလူမျိုးတွေရဲ့ဒီနိုင်ငံရေးတွေယက်တီချက်တွေကိုကျွန်တော်တို့အများကြီးပို့ပြီးသဘောပေါက်သွားပြီဒါဒီပင်ကျွန်တော်တို့ဒီအရေးတော်ပုံကြီးကအောင်မြင်မှုကြီးတစ်ခုဆိုကျွန်တော်ပြောချင်တယ်နောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့အရင်တော့ကဆိုရင်ຫນွေဥတော်လှန်ရေးမတိုင်ခင်ကဆိုကျွန်တော်တို့ဗမာလူမျိုးတွေကြားထဲမှာဒီအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုနဲ့ပတ်သက်ပြီးတော့သိရှိမှုဒီစစ်အုပ်စုကိုစန့်ကျင်မှုပိုင်းမှာတစုံတရာအားနည်းခဲ့တယ်ဒါကျွန်တော်တို့ဒီစစ်တပ်ကအရင်တော့ပြည်တွင်းစစ်မှာရွာလုံးကျမီးရှို့တယ်တို့အကြမ်းဖက်တယ်လူသတ်မှုတွေလုပ်တယ်
လူသားချင်းစာနာမှုမရှိဘူးကျွန်တော်တို့ကကြားပဲကြားဘူးတာမျက်မြင်ကိုယ်တွေမဟုတ်အဲ့တော့တချို့တွေကသိရှိမှုသဘောပေါက်မှုအားနည်းခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်တို့ရန်ကုန်မြို့ကြီးမှာမန္တလေးမြို့ကြီးမှာမုံရွာမြို့ကြီးမှာဟဲ့လားတောင်ကြီးမြို့ကြီးမှာဟိုကဒီအကြမ်းဖက်စစ်ကောင်စီရဲ့လက်ပါစီစစ်သားတွေရဲတွေဘယ်လောက်ထိလူသားမဆန်တယ်လဲဘယ်လောက်ထိအကြမ်းဖက်တယ်လဲဘယ်လောက်ထိရက်ဆက်တယ်လဲဆိုတော့ကျွန်တော်တို့မြောက်ဝါထင်တင်အားလုံးကတွေ့နေရပြီဖြစ်တယ်ကဘာကလည်းမှတ်တမ်းတင်ပြီဖြစ်တယ်ကျွန်တော်တို့အားလုံးကလည်းသိရှိပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဗမာတိုင်းရင်းသားတွေကိုယ်တိုင်ကဗမာလူမျိုးတွေကိုယ်တိုင်ကဒီအကြမ်းဖက်ဝါဒဒီအကြမ်းဖက်စစ်ကောင်စီရဲ့လက်ပါစီစစ်သားတွေရဲတွေကိုဒီစစ်အုပ်စုကိုကျွန်တော်လုံးဝတူတူခါခါဆန့်ကျင်နေကြပြီဖြစ်တယ်တွန်းလှန်နေကြပြီဖြစ်တယ်ဒါဒီပြည်ရင်ကျွန်တော်တို့ຫນွေဥတော်လှန်ရေးအောင်မြင်မှုတစ်ခုလို့လည်းကျွန်တော်ကပြောချင်တယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်တို့ရဲ့အားလုံးရဲ့စူးစီးပြည်သူလူထုအားလုံးရဲ့စူးစီးညီညွတ်မှုတက်ကြွမှုနောက် CRPH အပါအဝင်ကျန်တဲ့အင်အားစုတွေအားလုံးတော့ကျွန်တော်တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေရပ်ဖက်အဖွဲ့အစည်းတွေအားလုံးရဲ့စူးစီးညီညွတ်ကြမယ်ဆိုရင်ကျွန်တော်ထင်တယ်လက်ရှိအချိန်အခိုက်အတန့်ဒီကျွန်တော်တို့290ကျော်မြန်မာလွတ်လပ်ရေးရပြီးတမိုင်းအတွင်းကျွန်တော်တို့သွားကျင်တဲ့ဘုံပန်းတိုင် Federal Democracy ပြည်တော်စုကိုတည်ဆောက်ဖို့အကောင်းဆုံးအခွင့်အလမ်းကြီးဖြစ်တယ်လို့ကျွန်တော်အနေနဲ့လေးလေးနက်နက်ယုံကြည်ပါတယ်ကျွန်တော်တို့ရဲ့အရေးတော်ပုံအောင်းကိုအောင်ရမယ်လို့ကျွန်တော်အနေနဲ့တော့ယုံကြည်ပါတယ်ခင်ဗျကိုဝေမိုးနိုင်ရောကိုကိုတိုင်းခိုင်ခိုင်မာမာအပြင်းထန်ယုံကြည်ပါရဲ့လားဒီပွဲဘယ်လိုအဆုံးသတ်မယ်လို့ညှော်လင့်ယူဆထားပါလဲဟုတ်ကဲ့ယုံကြည်ပါတယ်ဘာကြောင့်လဲဆိုတော့အခုကျွန်တော်ကတော့များသောအားဖြင့်ဒီຫນွေဥတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့သုံးသပ်ကြည့်ရင်ကျွန်တော်1988တုန်းကအချင်းချင်းချို့နဲ့ကျွန်တော်ပြန်ပြီးတော့ချိန်ထိုးပြီးသုံးသပ်ဖြစ်ပါတယ်ကိုရိုင်းတော့မကြုံခဲ့ရပါမယ်အဲ့ဒီကာလကအချိန်လေးတွေအဲ့ဒီက88နောက်ပိုင်းအခင်းချင်းတွေကိုကျွန်တော်တို့စာတွေ့ရသိရှိခွင့်ရတဲ့အတွက်ဒီလိုနေထားနေနဲ့ချိန်ထိုးကြည့်တဲ့အချိန်မှာ1988နဲ့မတူတဲ့အခင်းချင်းချို့စောစောကကိုဒီစာပြောသွားလို့အခုနေထားမှာကိုပဲကျွန်တော်တို့ဘက်ကအခုချိန်ထိအားကောင်းနေစေတဲ့မန်နိုင်ကြီးတွေရှိနေပါတယ်ဟိုကျွန်တော်တို့အများအားပြောပါတယ်ຫນွေဥတော်လှန်ရေးကကျွန်တော်တို့တောက်တိုင်3ချောင်းနဲ့ကျွန်တော်တို့ဟိုထောက်ကန်ပေးထားတဲ့တိုက်ပွဲဖြစ်တယ်ပထမတောက်တိုင်ဖြစ်တဲ့ဒီကျွန်တော်တို့လမ်းမော်တပိတ်တိုက်ပွဲကြီးကြီးတဲ့အချိန်မှာအချိန်ကတော့ကျွန်တော်ရော့သွားတယ်သို့တော်လူလူရဲ့စိတ်แท้ကဒီလမ်းမော်တပိတ်တိုက်ပွဲတွေအပေါ်မှာပျော်မွေ့တဲ့စိတ်ပေါ့နော်ဒီလမ်းမော်တပိတ်တိုက်ပွဲတွေမှာပူပေါင်းပါဝင်ခြင်းနဲ့စိတ်ဆန္ဒကတော့သူတို့ဘလောက်ပဲချင်းချောက်ချိုးနိုင်လို့မရဘူးဆိုတော့ကျွန်တော်မြင်တာပဲကျွန်တော်တို့အခုဆို cycle တပိတ်စိတ်ကြောင်းဆိုပြီးခြေချင်းလူအုံနဲ့ချင်းနဲ့ထွက်ရခတ်တယ်ဗျ cycle နဲ့ထွက်တဲ့အချိန်မှာကျွန်တော်စင်ကြေပုံးရက်ွက်တွေဒီတာမန်ကြည့်ရင်တော့ကျွန်တော်တို့ကဟို internet ကောင်းကောင်းမမီတော့သူတို့သိပါမလားပေါ့နော်ဒီလှုပ်ရှားမှုတွေပေါ်မှာစိတ်ဝင်စားပါမလားထင်မိမယ်စိုက်ကယ်စီကြောင်းထွက်လာလိုက်တာနဲ့တမက်ကအလံမြင်လိုက်တာနဲ့ကျွန်တော်တို့ဒီကြွေးကြော်သံတွေကိုကြားလိုက်တာနဲ့လူတွေကအိမ်ထဲကနေဦးရဖားရပြေးထွက်လာပြီးလက်သုံးချောင်းထောင်ပြကြတယ်လက်ခုပ်လက်ဝါးတွေကြည့်ကြတယ်ကြွေးကြော်သံတွေကိုအတူတကွလိုက်ပြီးကြွေးကြတယ်ဒါကိုကြည်ချင်းအဖြစ်ကျွန်တော်တို့လူလူကအခုချိန်ထိဟိုစစ်အာဏာရှင်စနစ်ကိုဟိုစန့်ကျင်ရမယ်ဆိုတော့ခိုင်မာပြင်းပြတဲ့စိတ်ဆန္ဒကအခုချိန်ထိကျွန်တော်တို့ရှိနေတယ်အဲ့ဒီလိုပဲဒုတိယလှုပ်ရှားမှုဖြစ်တဲ့ CDM လှုပ်ရှားမှုမှာကြည့်မယ်ဆိုရင်ပြည်သူဝန်ထမ်းတွေအခုချိန်ထိလူထုနဲ့တသားတည်းရက်တည်ပြီးရုံးပြန်မတက်ကြပဲနဲ့အာဏာဖီဆန်နှုံးပဲရှိသေးတယ်။တနေ့ကဆိုကျွန်တော်တွေ့လိုက်တာပညာရေးဝန်ကြီးဌာနကဟိုပါမောက္ခချုပ်ကြီးတွေနဲ့ဒုတိယပါမောက္ခချုပ်ကြီးလည်းပဲဟိုပြောရရင်ကျွန်တော်တို့ဝန်ထမ်းအဖွဲ့အစည်းရဲ့အကြီးအမှုလည်းပဲရှိတယ်။ညွှန်ချုပ်လည်းပဲရှိတဲ့အရာရှိကြီးတွေကိုယ်တိုင်ကလူထုနဲ့တသားတည်းရက်တည်ပြီးတော့ယာယီတာဝန်ကနေရက်စဲခံလိုက်ရတယ်ဆိုတော့ဆိုတော့ကျွန်တော်တို့ CDM လှုပ်ရှားမှုကလည်းအားကောင်းမောင်းတန်ဖြစ်နေပြီလေ။တတိယလှုပ်ရှားမှုဖြစ်တဲ့ရက်ကြီးနဲ့မြို့နယ်အဆင့်တွေမှာအာဏာဖီဆန်မှုကိုကြည့်အခုစစ်ကောင်စီကမြို့နယ်တွေရက်ွက်တွေကြေးရွာတွေဘလောက်ဖိဖိစီစီအုပ်ချုပ်နိုင်ပါပြီဆိုပြီးတော့သတင်းစာတွေမှာလိန်ပြီးတော့ကြေညာမြေပြင်မှာဘလောက်ပဲတနက်နဲ့ရက်ွက်ထဲဝင်ပြီးဘဲကောင်ထွက်ရဲလဲကွာဆိုပြီးတော့ဟိုမိုင်ရိုင်းစော်ကားပြီးတော့လူထုကိုဆက်ဆံဒီနေ့အချိန်ထိကျွန်တော်တို့ရက်ွက်တွေကြေးရွာတွေမှာစစ်ကောင်စီကခန့်တဲ့လက်ပါစီတွေအုပ်ချုပ်လို့ရတဲ့ရက်ွက်ကြေးရွာတွေနင်းနေတယ်တချို့နေရာတွေမှာတော့ကျွန်တော်တို့တနက်မိုးပြီးတဲ့ခါကျအုပ်ချုပ်တဲ့အတွက်လူထုကမတက်တာတဲ့အစုံလက်လျှော့ပေးလိုက်ရတာပဲရှိတယ်သို့တော့တကယ်တမ်း PPCC နိုင်ငံနဲ့အုပ်ချုပ်နိုင်တဲ့အခြေအနေမရှိသေးဘူးပေါ့နော်ဆိုတော့ဒီတောက်တိုင်၃ချောင်းကိုကြည့်တဲ့အချိန်မှာလည်းကျွန်တော်အခုချိန်ထိကျွန်တော်တို့ဘက်ကအားတာနေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ88တုန်းက CRPP ရှိခဲ့တယ်လို့ပဲအခု2021မှာကျွန်တော်တို့ CRPH ရှိတယ်အဲ့ဒီမှာမှကျွန်တော်တို့ CRPH ကနေပြီးတော့အခုဒီဆက်သွားမယ်တိုင်းပြည်ရှေ့ဆက်သွားမယ်Federal Democracy ပဋိညာဉ်ကိုလည်းကျွန်တော်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကျွန်တော်တပိတ်လှုပ်ရှားတဲ့မြေပြင်ဖွဲ့စည်းတွေ CDM ဖွဲ့စည်းတွေနဲ့ပူးပေါင်းတိုင်ပင်ပြီးကြေညာချက်တွေမှာအားသာချက်တွေအားနည်းချက်တွေတော့ရှိနေတယ်ဒါတွေကကျွန်တော်တို့အနေနဲ့ပြန်ဝိုင်းဝန်းပြန်လဲဆွေးနွေးပြီးတော့လိုအပ်တာတွေပြန်ဆင်ဖြည့်ဆွာမှာဖြစ်တယ်သို့တော့ပြောချင်တာကကျွန်တော်တို့လက်ရှိ CRPH အောက်က CRPH နဲ့တခြားသောတိုင်းရင်းသားအင်အားစုတွေလက်နက်ကိုင်ဖွဲ့စည်းတွေနိုင်ငံရေးအရကျွန်တော်အရေးပါတဲ့ decision maker တွေပူးပေါင်းဆောင်ရွက်နေတဲ့လမ်းကြောင်းကလည်းကျွန်တော်88တုန်းကမတူတဲ့အခင်းချင်းတစ်ခုကိုကျွန်တော်မြင်နေရတယ်
အဲ့ဒီအတွက်ကျွန်တော်မြင်တာကတော့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးဟာနိုင်လိမ့်မယ်ကျွန်တော်တို့ Federal Democracy ပြည်ထောင်စုကိုမုတ်ချကျွန်တော်တို့ပေါ်ပြင်းထူထောင်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့အလေးလေးနက်နက်ယုံကြည်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဗျာချိန်ပေးပြီးတော့ဘောင်းဆွေးနွေးပေးတဲ့ကိုဒီဇာဆန်ကိုဝေမိုးနိုင်ညောင်လုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဘေးရန်အန်ဒရယ်ဘောင်းကကင်းဝေးကြပါစေလူချင်းနဲ့ပန်းနိုင်ကိုအရောက်လှမ်းတက်နိုင်ကြပါစေခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ကလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ